မြတ်စွာဘုရားတဲ့ကိန္တုပဝတ္တတော်မိတ်တံခရီးသွားတဲ့အခါဘလို့ပုဂ္ဂိုလ်ဟာမိတ်ဆွေကောင်းပါလေကိန္တုမိတ်တံတကေကရေကိုယ်အိမ်မှာအဘယ်ပုဂ္ဂိုလ်ဟာမိတ်ဆွေစစ်မိတ်ဆွေအမှန်လေကိမိတ်တံအဋ္ဌတဇာတတဒီဘဝမှာကိုယ်အကျိုးစီးပွားလိုလားတဲ့ပုဂ္ဂိုလ်ဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးပါလဲကိမိတ်တံတံပရာယိကံနောင်ဘဝအတွက်အာကိုရမဲ့မိတ်ဆွေစစ်ဟာဘာဖြစ်ပါသလဲဆိုပြီးတော့မေကွန်း၄ခုမြတ်စွာဘုရားကိုလျှောက်ဖူးတယ်အဲ့ဒီမေကွန်း၄ခုတည်းကသူတော်ကောင်းတို့တွေနံပါတ်1အမေးဖြေလေးကိုကြည့်လိုက်ကိန္တုမိတ်တံတကေကရေကိုနေတဲ့အိမ်မှာအာကိုရဆုံးမိတ်ဆွေအစ်စ်ဘယ်သူဖြစ်ပါသလဲဆိုတော့ဘုရားကမာတာမိတ်တံတကေကရေတဲ့ကိုအိမ်မှာအာကိုရအကောင်းဆုံးမိတ်ဆွေစစ်ဟာအမေပါလို့ဒီလိုဖြေတယ်အဲ့တော့သူတော်ကောင်းတို့တွေကျန်တဲ့လူတွေအာကိုရင်လည်းအာကိုရမှာပေါ့ကျန်တဲ့လူတွေအာကိုရတာထက်အမေကတော့ပြိဿအချိန်မရွေးသားရဲ့ပေါ်မှာမပြောင်းလဲတဲ့မေတ္တာတရားနဲ့ချစ်တာဖြစ်တဲ့အတွက်ဒါကြောင့်အမေဟာသူတော်ကောင်းတို့အတွက်အိမ်မှာမိတ်ဆွေစစ်မိတ်ဆွေမှန်ပါပဲစာပြောသေးတယ်တထာရူပေရောဂေတထာရူပေရောဂေဇာတေအကျဉ်းချင်းကဲ့သို့သောယောဂတွေဖြစ်ပေါ်လာခဲ့ပြီဆိုရင်ဗုဒ္ဓပရိယာဒေယောဇိကုတ်စန္ဒီတဲ့ဇနီးမယားသမီးသားတွေကဆက်စုပ်ယွန်ရှာတတ်ကြတယ်။ဟောကိုယ့်အိမ်မှာမိတ်ဆွေကောင်းလို့သတ်မှတ်ရခြင်းရဲ့အကြောင်းကိုစာကပြောတာလေ။ဘာဖြစ်လို့အမေကိုမိတ်ဆွေကောင်းလို့ပြောရတယ်လဲဆိုတော့ကို့မှာတဲ့ယောဂတစ်ခုခုဆွဲကပ်လာပြီအထူးသဖြင့်တော့အပေါ်ပါးကိုမနိုင်တဲ့ယောဂမျိုးဆွဲကပ်လာပြီဆိုရင်တဲ့ဗုဒ္ဓပရိယာတွေရောဇိကုတ်စန္ဒီဇနီးမယားသမီးသားတို့ကဆက်စုပ်ကောင်းဆက်စုပ်တတ်တယ်ယွန်ရှာရင်လည်းပဲယွန်ရှာတတ်တယ်မာတာပိတရောမာတာပနအတုစိန်ပိမာတာပနာအတုစိန်ပိသန္ဒနံဝိယမညတိအမေကတော့လေသားစွန့်လိုက်တဲ့မစင်ညစ်ကြေးစံတကူရနံ့လို့သတ်မှတ်ပြီးတော့ပြုစုတာဘာဖြစ်လို့တော့မေးလိုက်တော့အမေကဒီသားလေးတွေဒီသမီးလေးတွေကိုမွေးကြတဲ့ကိုကသားလေးတွေစွန့်တဲ့မစင်ကိုမယွန်းမရှာအမေပဲပြုစုပေးခဲ့တာတခါသမင်းစားရင်တော့သားမစင်တွေစွန့်ထားရင်အဲ့ဒီသမင်းစားတဲ့လက်ကိုစွန့်ပစ်ပြီးတော့သားရဲ့မစင်ကိုသွားပြီးတော့တုတ်တင်ပေးတယ်ပြီးရင်အမေကပြန်ပြီးသမင်းစားမယွန်းဘူးတော့နှက်ကြီးတွေထွက်တယ်နှက်ကြီးတွေညှစ်ပေးတယ်နှက်ကြီးညှစ်ပြီးရင်ပြိတ္တကိုသမင်းကိုပြန်စားတယ်အမေကမယွန်းသားလေးတွေသမီးလေးတွေသမင်းစားတယ်မစားတတ်စားတတ်တော့ထက်တဝက်အောက်တဝက်ကြလို့လေအမေဘာမှမပြောအဲ့ဒါကြောင့်ပြိတ္တအဲ့ဒီလိုငငယ်လေးကလေးကပြုစုလာခဲ့တဲ့အမေဖြစ်သူဟာအမေအသက်90တရားရောက်သွားလို့သားတွေသမီးတွေ60 90အသက်အရွယ်ဖြစ်ရင်ဖြစ်နေပါစေတဲ့အသိဉာဏ်ရှိနေတဲ့အမေဟာဒီသားလေးဒီသမီးလေးကိုငငယ်တုန်းကပြုစုခဲ့ရတဲ့ပုံစံမျိုးလေးပဲပြန်မြင်လာတယ်အဲ့ဒါကြောင့်မာတာပဏအတုစိန်ပိသန္ဒနံဝိယမညတိအဲ့ဒါကြောင့်အမေဖြစ်သူဟာလေတဲ့သားရဲ့သမီးရဲ့မစင်ကျင်ကြီးကိုမစင်အညစ်ကြီးကိုသန္ဒနံဝိယမညတိစံတကူရနံ့လို့ထင်ပြီးတော့ကိုပြုစုရှာတာအဲ့ဒါကြောင့်ကိုယ့်အိမ်မှာအမေရှိနေရင်သူတော်ကောင်းတို့တွေအဲ့ဒါတကယ်မိတ်ကောင်းပါဆွေကောင်းပါအမေအိမ်ပေါ်မှာထိုင်းနေရင်ကိုသူတော်ကောင်းတို့တွေကြက်တည်ရှိတယ်လို့ဒီလိုမှတ်လိုက်ကြဘာဖြစ်လို့တော့မေးတော့အိမ်ပေါ်မှာထိုင်းနေတဲ့အမေကပါဇက်လူကသာထိုင်းနေတာစိတ်ကထိုင်းမနေဘူးငါသားလေးသွားလေးရမှာခလုတ်မတိစုမညိပါစေနဲ့ငါသားလေးအချိန်မီပြန်လာနိုင်ပါစေကျန်းကျန်းမာမာရှိပါစေဆိုပြီးမေတ္တာပို့
မနဲ့လှုပ်သွားကန်ဒီအမေရှိကိုရင်လေအမေကအဲ့ဒီမနဲ့ကနေပို့လိုက်တာတပ်ပြန်ရောက်သည်ဒီမေတ္တာနဲ့ပဲနေတာအဲ့ဒါကြောင့်အမေဟာမြမကြီးနဲ့တူတယ်လို့လည်းဒီလိုပြောကြတာအဲ့ဒါကြောင့်အိမ်မှာအခြားဘာရှိမရှိအမေရှိနေရင်ကိုသူတော်ကောင်းတို့တွေအဲ့ဒါကြက်တည်ရှိတယ်လို့လည်းမှတ်ကြပါကြပြားလေးတစ်ပုဒ်ရှိတယ်အမေမရှိလျင်လားရွှေအတိစင်စေအောင်တော့အမြင်သာအသွင်ဆန်းပေလိတ်နန်းတော်ကြီးအယုတ်အိအမေမရှိဘူးဆိုရင်ရွှေအတိနဲ့ပြုတ်လုထားတဲ့နန်းတော်ကြီးအမြင်သာအသွင်ဆန်းရင်ဆန်းပါလိမ့်မယ်တဲ့ဒါပေမဲ့အဲ့ဒီနန်းတော်ကြီးကအယုတ်အိမ်လိုပါပဲစာရွက်ပေါ်မှာဆွဲထားတဲ့အယုတ်အိမ်ကလေးလေးတွေဆွဲထားတဲ့အိမ်လေးတွေဆွဲထားတဲ့အယုတ်ကလေးနဲ့နန်းတော်ကြီးရွှေချထားတဲ့နန်းတော်ကြီးဟာအမေမရှိရင်အဲ့ဒီအယုတ်ကလေးလိုဖြစ်သွားတာအမေရှိလျင်ပေါ့ရွှေမရှိရင်နေစေအောင်တော့အမေမရှိလျင်တဲ့ရွှေမရှိလည်းနေတဲ့အစင်ဗလန်းမွဲနှုတ်သေးတော်လဲတဲကုတ်ကလေးအေးငိမ့်ဟာတဲကုတ်ကလေးနဲ့နေရပါစေတဲ့အမေသာအိမ်နဲ့ရှိလျင်အဲ့ဒီအိမ်ဟာအေးငိမ့်ပဲတကယ်အေးချမ်းတယ်ဘာဖြစ်လို့တော့မေးတော့မေတ္တာရှင်အမေကြီးကထိုင်နေတဲ့အတွက်ဒါကြောင့်တဲ့သူတော်ကောင်းတို့အဲ့ဒါကြောင့်ခဏအနန္တကိုင်းဝင်ကျေးဇူးရှင်မိခင်ကြီးပွားစောရှင်အသက်60ပြည့်ကိုမွေးနေ့အလှလုပ်ပေးကြတဲ့သားတွေဦးထေဝင်းတို့ဦးသိန်းညွန့်တို့ဦးညွန့်အောင်တို့ဦးအောင်စောတန့်တို့မိသားတစုငါတို့တွေဟာဒီလိုအရွယ်ထိအမေရှိတာကံကောင်းတယ်လို့ဒီလိုမှတ်ပါဘာဖြစ်လို့တော့မေးလိုက်တော့ငါတို့အပေါ်မှာတကယ်မေတ္တာစစ်မေတ္တာဓာတ်ဖြန့်ဝေနိုင်တဲ့အမေဖြစ်နေလို့ပဲလို့ဒီလိုနားလဲကြအခုကဲ့သို့မွေးနေ့အမှာဘုရားအဟောင်းနေပြင်းရလူကြောင်းအတွက်လူဆွမ်းအလူရခြင်းဟာလဲငါတို့အမေအတွက်တကယ်မွန်မြတ်တဲ့ကျေးဇူးဆက်နီးနဲ့ကျေးဇူးဆက်ခွင့်ရတယ်လို့ဒီလိုမှတ်ကြပါဗျာဤကဲ့သို့ဓမ္မသည်အလုံးကိုယ်သည်ရှိပြီးတော့မှမိမိတို့ရဲ့ဘဝခရီးလမ်းဓမ္မနဲ့အညီဖြောင့်တန်းစွာရှောက်လန်းနိုင်ကြတဲ့သူတော်ကောင်းများဖြစ်ကြပါစေကုန်သတည်း